သွေးတိုးယောဂရှိတဲ့သူတွေအနေနဲ့စိုးရင်ကြောက်လန့်ကြတဲ့အချိန်တစ်ချိန်ရှိပါတယ်အဲ့ဒါကတော့ညဘက်အချိန်မတော်သွေးပေါင်တွေအရန်တက်လာလို့ရှိရင်ဘာလို့ရမလဲဆိုတဲ့အချက်ဖြစ်ပါတယ်တချို့လူနာတွေဆိုရင်သွေးတိုးယောဂရှိပြီးတော့ဒီညဘက်အချိန်မတော်သွေးပေါင်တွေတက်လာပြီးတော့ဘာလို့ဘာကန်ရမှန်းမသိခြေမကန်မိလက်မကန်မိဖြစ်ကြတဲ့လူနာတွေရှိပါတယ်ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာညဘက်အချိန်မတော်သွေးပေါင်တွေရုတ်တရက်တက်လာလို့ရှိရင်ဘာတွေလုပ်ရမလဲဆိုတဲ့အချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Data on Facebook page နဲ့ Data on YouTube channel မှာကျန်းမာရေးဘုသူတာတွေမျှဝေပေးပြီးတော့ဈေးဆိုင်ဖွင့်ချင်တဲ့သူတွေအတွက် online ဆေးဝါးတင်တဲ့ဖွင့်လှစ်ပြီးတော့စာသင်ကြားပေးနေတဲ့ Data on ဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်စပြောပါမယ်။သွေးပေါင်ချိန်ရုတ်တရက်တက်လာပြီဆိုရင်ပြုလုပ်ရမယ်နံပါတ်1အချက်ကတော့အသက်ဝဝရှုပြီးတော့စိတ်အေးအေးထားပါ။အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်တော့ဝင်လေထွက်လေမှတ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုဒီတနေရာထဲမှာပဲစုစည်းထားပါ။အဲ့တော့သွေးပေါင်တက်နေတဲ့စီကိုစိတ်မရောက်ပါစေနဲ့။အဲ့တော့သွေးပေါင်ချိန်တွေတက်နေတဲ့ဘက်ကိုစိတ်ရောက်ပြီးတော့စိုးရင်စိတ်တွေများနေမယ်ဆိုရင်နှလုံးခုန်နှုန်းတွေမြန်လာပြီးတော့ဒီနှလုံးရဲ့ညှစ်အားတွေပိုများလာပြီးတော့သွေးပေါင်ကိုပိုတက်စေလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့စိတ်အေးအေးထားမှာပဲဖြစ်ပါတယ်။အဲ့တော့စိတ်အေးအေးထားပြီးတော့စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားမယ်ဆိုရင်နှလုံးခုန်နှုန်းလည်းနှေးလာမှာဖြစ်ပြီးတော့ဒီနှလုံးညှစ်တဲ့အားလည်းတဖြည်းဖြည်းနဲ့လျော့လာမယ်။အဲ့ဒီခါမှာဒါသွေးပေါင်ကဖြည်းဖြည်းချင်းပြန်ကျလာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့သွေးပေါင်ချိန်ရုတ်တရက်တက်လာပြီဆိုရင်နံပါတ်1ပြုလုပ်ရမယ့်အချက်ကတော့အသက်ဝဝရှုပြီးတော့စိတ်အေးအေးထားဖို့ပဲဖြစ်ပါတယ်။နံပါတ်2အချက်ကတော့မြည်သည့်ခန္ဓာကိုယ်လှုပ်ရှားမှုမှမလုပ်ဘဲနဲ့ငြိမ်ငြိမ်လေးလှဲနေပါ။အဲ့တော့ကျွန်တော်ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကလှုပ်ရှားလိုက်ပြီဆိုတာနဲ့အဲ့ဒီလှုပ်ရှားလိုက်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုသွေးထောက်ပံ့မှုအတွက်နှလုံးကပို့ပြီးတော့အလုပ်လုပ်ရတယ်ပို့ပြီးတော့ညှစ်ရတယ်။အဲ့ဒီခါမှာနှလုံးခုန်နှုန်းတွေလည်းမြန်လာပြီးတော့သွေးပေါင်ချိန်ကိုပို့ပြီးတော့တက်လာစေပါတယ်။ဒါကြောင့်မလို့သွေးတိုးနေတဲ့အချိန်မှာအတက်နိုင်ဆုံးကျွန်တော်တို့ငြိမ်ငြိမ်နေပါအဲ့တော့ဥပမာဒီအပေါ်သွားစရာရှိတယ်ဆိုရင်တော့မှဒီ toilet ထဲအထိမသွားဘဲနဲ့ကိုယ့်ရဲ့ဒီအိပ်ရာထဲမှာပဲဒီ CO နဲ့အပေါ်သွားတာမျိုးကိုလှုပ်ဆောင်ပေးသင့်ပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်အတက်နိုင်ဆုံးငြိမ်ငြိမ်နေပေးခြင်းကဒီနှလုံးရဲ့အလုံးလုံးရတဲ့အားကိုတက်တာစေပြီးတော့နှလုံးခုန်လုံးကိုလည်းတဖြည်းဖြည်းနဲ့ငြိမ်လာစေပြီးတော့မှန်လာစေပြီးတော့သွေးပေါင်ကိုလည်းတဖြည်းဖြည်းနဲ့ကျလာစေမှာဖြစ်ပါတယ်နံပါတ်3အချက်ကတော့သွေးကျစေမတောက်ရသေးဘူးဆိုရင်ချက်ချင်းတောက်ပါတခါတလေမှာသွေးတိုးသမားတွေကအလုတ်ရှုပ်ပြီးတော့သွေးကြစီတောက်ဖို့ကိုမင်းနေတတ်ကြပါတယ်တချို့ဆိုရင်၄-၅ ရက်လောက်ဇက်တိုက်သွေးကြစီမတောက်ဘဲနဲ့မင်းနေတာမျိုးလည်းရှိတတ်ကြပါတယ်ဒါကြောင့်မို့လို့သွေးကြစီဒီနေ့အတွက်သွေးကြစီမတောက်ရသေးဘူးဆိုရင်သွေးကြစီတစ်လုံးကိုမိမိတောက်နေကြသွေးကြစီတစ်လုံးကိုချက်ချင်းတောက်ပါများသောအားဖြင့်ဒီသွေးတိုးသမားတွေမှာသွေးပေါင်ချိန်ရုတ်တရက်စောင့်တက်တယ်ဆိုတာကသွေးကြစီကိုပုံမှန်မတောက်တဲ့သူတွေမှာပို့ပြီးတော့တွေ့ရများပါတယ်အဲ့တော့သွေးကြစီကိုပုံမှန်တောက်တဲ့သူတွေသွေးပေါင်ချိန်ကိုဒီပုံမှန်ဂရုစိုက်တဲ့သူတွေကတော့ဒီလိုမျိုးဒီရုတ်တရက်သွေးပေါင်တက်တယ်ဆိုတာတုံတန်ဖြစ်လိမ့်မရှိပါဘူး။ဒါကြောင့်မို့လို့ဒီသွေးပေါင်ရုတ်တရက်တက်တဲ့သူအနေနဲ့ဒီနေ့အတွက်သွေးကြစီမတောက်ရသေးဘူးဆိုရင်ချက်ချင်းတစ်လုံးတောက်ပါ။နံပါတ်4အချက်ကတော့အန်တရယ်ပြလက္ခဏာတွေကိုစောင့်ကြည့်ပါ။အဲ့တော့သွေးတိုးယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ဥနှောက်သွေးကြောပေါက်တာလေဖြတ်တာနောက်နှလုံးထိခိုက်တာမျက်စိထိခိုက်တာပြီးတော့ကြောက်ကက်ထိခိုက်တာအဲ့တော့ဒီယောဂတွေရဲ့လက္ခဏာတွေကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ရုတ်တရက်ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာနောက်အမြင်အာရုံတွေဝေဝါးလာတာနောက်အမြင်အာရုံတွေမရှင်းလင်းတော့ဘဲနဲ့ဒီပစ္စည်းတစ်ခုကိုကြည့်မယ်ဆိုရင်နှစ်ထပ်မြင်တာနောက်ရင်ဘတ်အောက်နာအသက်ရှူကျက်တာမောတာနောက်တစ်နေ့လုံးနှီးပါစီးမသွားတော့တာအဲ့တော့ဒီလိုလက္ခဏာတွေရှိတယ်ဆိုရင်တော့အန်ဒီရရှိတဲ့အတွက်စိတ်ယုံစေကံကိုအမြဲဆုံးပြသမှာဖြစ်ပါတယ်။နံပါတ်5သွေးပေါင်ကိုခဏခဏမချိန်ပါနဲ့။အဲ့တော့ရုတ်တရက်သွေးပေါင်တက်တာကချက်ချင်းပြန်ပြီးတော့မကြတတ်ပါဘူး။ဒါကြောင့်မလို့သွေးပေါင်ကိုခဏခဏချိန်နေလည်းပဲဒီကိုယ့်ရဲ့နားထဲမှာသွေးပေါင်ချိန်အဖြေကဒီတက်နေတဲ့အဖြေကိုပဲခဏခဏကြားနေရမှာဖြစ်ပါတယ်။အဲ့တော့ဒီသွေးပေါင်တက်နေတဲ့အဖြေကိုခဏခဏကြားလေကိုကစိုးရင်စိတ်တွေများလာလေအဲ့တော့ငါတော့သွေးပေါင်ကိုဒီမကြသေးဘူးဆိုပြီးတော့စိုးရင်စိတ်တွေပို့ပြီးတော့တက်လာမယ်။အဲ့တော့စိုးရင်စိတ်များလာလေနှလုံးခုန်တွေမြန်လာပြီးတော့သွေးပေါင်ကပို့ပြီးတော့တက်လာလေဖြစ်ပါတယ်။ဒါကြောင့်မို့လို့စိတ်အေးအေးထားပြီးတော့ပဲစောင့်ကြည့်ပါသွေးပေါင်ကိုခဏခဏမချိန်ပါနဲ့။နံပါတ်6ကတော့ပြနေကြမိသားစုဆရာဝန်သို့မဟုတ် online ဆေးကန်းတစ်ခုခုကိုဆက်သွယ်ပါအဲ့တော့ကိုနဲ့ပြနေကြမိသားစုဆရာဝန်ရှိတယ်သူနဲ့လည်းကိုကဆက်ဆံရေးကောင်းတယ်သို့မဟုတ်ကိုရဲ့ဒီအမျိုးထဲမှာဆရာဝန်တစ်ယောက်ရှိတယ်ပေါ့နော်ဒီလိုချင်းတွေမျိုးဆိုရင်တော့ဒါသူတို့ကိုဖုန်းနဲ့ဆက်သွယ်ပြီးတော့သူတို့ရဲ့ဒီဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်ပြီးတော့လုပ်မယ်ဆိုရင်တော့လူနာအတွက်ပို့ပြီးတော့စိတ်ချရပါတယ်ဟောဒီလိုမှမဟုတ်ဘူးဆိုရင်တော့ဒီ online ဆေးကန်းတစ်ခုခုကိုဆက်သွယ်ပါအဲ့တော့ဒီဘက်ခင်မှာဆိုရင်ဒီ teleconsultation လုပ်လို့ရတဲ့ online ဆေးကန်းပြလို့ရတဲ့ဒီ application တွေနောက် Facebook page တွေလည်းအများကြီးရှိလာပါပြီ။ဒါကြောင့်မလို့ဒီလိုမျိုးအရေးပေါ်ဖြစ်နေတဲ့အချိန်မှာဆက်သွယ်လို့ရအောင်လို့အခုတည်းက online ဆေးကန်းတစ်ခုခု
ကိုဒီအရေးပေါ်ဆက်သွယ်လို့ရမယ် online စည်းကမ်းတစ်ခုနဲ့ချိတ်ဆက်ထားပါဒီလိုသွေးပေါင်အရန်တက်နေတဲ့အချိန်မှာဆိုရင်လည်းဒီအရေးပေါ်ပြလို့ရမယ် online စည်းကမ်းတစ်ခုနဲ့ချိတ်ဆက်ပြီးတော့ဖုန်းနဲ့ပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့ဒီဆရာဝန်တယောက်နဲ့ဒီဆွေးနွေးတိုင်ပင်ပြီးတော့အဲ့ဒီဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာလှုပ်ဆောင်မယ်ဆိုရင်လူနာအတွက်ပို့ပြီးတော့စိတ်ချရပါတယ်နံပါတ်9ကတော့ဆေးရုံကိုချက်ချင်းသွားပါအဲ့တော့ဘလို့အခြေအနေမျိုးမှာဆေးရုံကိုချက်ချင်းသွားရမလဲဆိုရင်မိမိမှာဒီသွေးပေါင်ကိုရုတ်တရက်တက်စေတဲ့ယောဂအခန့်တစ်ခုခုရှိရဆိုရင်ဆေးရုံကိုချက်ချင်းသွားရမှာဖြစ်ပါတယ်ဘလို့ယောဂမျိုးလဲဆိုရင် thyroid hormone အထွက်များတဲ့ယောဂမျိုးနောက် pheochromocytoma လို့ခေါ်တဲ့ယောဂမျိုးပေါ့နော်ဒီလိုယောဂမျိုးရှိတယ်လို့ကိုယ်ဆရာဝန်ကပြောထားတယ်ကိုကလည်းသိထားတယ်ဆိုရင်သွေးပေါင်ရုပ်တရက်တက်လာပြီဆိုတာနဲ့ဆေးရုံကိုချက်ချင်းသွားဖို့လိုအပ်ပါတယ်။ဒါအပြင်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အန်ဒီပြလက္ခဏာတစ်ခုခုရှိတယ်ဆိုရင်လည်းဆေးရုံကိုချက်ချင်းသွားဖို့လိုအပ်မှာဖြစ်ပါတယ်။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်8အချက်ကတော့ကိုကဒီရက်ပိုင်းမှာသွေးတိုးစာတွေစားထားမိလားအရက်ဘီယာတောက်ထားမိလားနောက်စိတ်ဖိစီးမှုတွေများနေလားရုတ်တရက်ဒေါသထွက်ထတာမျိုးရှိလားအဲ့တော့ဒီအချက်တွေကိုပြန်ပြီးတော့စိတ်အေးထားပြီးတော့ပြန်စဉ်းစားပါတခါတလေမှာကျွန်တော်ရုတ်တရက်သွေးတိုးတာကဒီရက်ပိုင်းထဲမှာသွေးတိုးစာတွေစားထားတာအရက်ဘီယာတွေတောက်ထားတာနောက်ရက်ပေါင်းများစွာစိတ်ဖိစီးမှုတွေများနေတာနောက်လက်တလောမှာဒေါသထွက်စရာတွေကြုံရတာဒီလိုအကြောင်းအရာတွေကြောင့်လည်းသွေးတိုးစေတတ်ပါတယ်ကို့မှာဒီလိုအကြောင်းအရာတွေရှိရဆိုရင်ကိုယ့်ကိုသွေးတိုးစေတဲ့အစားအစာတွေနောက်သွေးတိုးစေတဲ့အပြုတ်မှုတွေသွေးတိုးစေတဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေဒါတွေကိုတခြားမှတ်ထားပြီးတော့နောက်တစ်ချိန်ပြန်မဖြစ်အောင်ဒါတွေကိုကျွန်တော်သတိထားဆင်ခြင်ရမှာဖြစ်ပါတယ်အခုလောက်ဆိုရင်ရုတ်တရက်အချိန်မဟုတ်သွေးတိုးလာပြီဆိုရင်လှုပ်ဆောင်ရမယ့်အချက်တွေကိုသိရှိသွားလာပြီလို့ယူဆပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုရင် comment ရေးသွားပေးပါအခုလိုမျိုးအကျိုးရှိတဲ့ကျန်းမာရေးဘိုးတူတာတွေကိုအမြဲတမ်းလေ့လာခြင်းနဲ့ဆိုရင်ဒေါက်တာအောင် Facebook page ကို like and follow လုပ်ထားပေးပါဒေါက်တာအောင် YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအခြားလူတွေသိအောင်လည်းဒီဗီဒီယိုကိုမျှဝေပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါ Success Galaxy Training Center မှာကြိုဆိုပါတယ်ကျွန်တော်ကတော့သင်တန်းဆရာဒေါက်တာအောင်ဖြစ်ပါတယ်ကျမကတော့ဒေါက်တာဖြူဖြစ်ပါတယ်။ကျွန်တော်ဆရာအောင်နှစ်ယောက်ပူးပေါင်းပြီးတော့သင်ကြားပေးနေတဲ့ online ဆေးဝါးသင်တန်းအတန်းသစ်အတွက်သင်တန်းအလက်ခံနေပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပါချင်ပါတယ်။သင်တန်းကြေးကိုလည်းအထူးချော်စီနဲ့သင်တန်းအလက်ခံနေပါတယ်။သင်တန်းကာလ၄လလုံးစာအတွက်သင်တန်းကြေး9900ကျပ်သာလျှင်ကျသင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့သင်တန်းကိုဆက်သွယ်စုံစမ်းအပ်နှံခြင်းနဲ့ဆိုရင် Success Galaxy page chat box ဒါမှမဟုတ်ရင်ရှေ့မှာပြထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါတယ်။ comment မှာလည်း link ချပေးထားပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။